ဖယားရဲ့ခြေစွတော်ကိုအစင်ချီမွမ်းနေနိုင်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းမှာသခင်ဖယားပေးထားတဲ့အသက်တာသက်ရှင်ချိန်ကလေးမှာခြေစွတော်ကိုအမြဲတမ်းချီးမွမ်းမေကိုရောရဲ့ချစ်ချင်းတရားကိုအစင်ချီရုပ်စီတိုင်းပေါ်မှာဖြတ်ရှင်ကောင်းချီးပေးပါစေ